မကြည့်ဘူးအကြည့်ရတော့ကြည့်ဘာလို့ဖွင့်ကြည့်တရားဖွင့်ဟာလေချောကလက်တွေရောကြည့်တယ်ချောကလက်တော့ချောကလက်တကယ်တခုချောကလက်သာဘလာကြည့်အောင်ဒီခုတစ်ခါတော့ပြီတော့ချောကလက်နောက်တစ်ခုတက်ကြည့်နောက်တစ်ခါတောက်တော့တကယ်ဘယ်တစ်ခါကြမှမှန်လဲလို့ကြည့်အောင်လားချောကလက်ဆိုတော့ချောကလက်ကမှန်သလားမှားသလားနံပါတ်1တော့ဖြစ်ပါကဲချောကလက်ပြပါပြောလို့မသိဘူးကဲနောက်တစ်ခုမှန်းကြည့်တယ်ချောကလက်မဟုတ်ဘူးနည်းဖွင့်ကဲထားပြီးဖွင့်မင်းအဲ့ဒီဘူးလေအဲ့ဒီဘူးလေလောထားဖွင့်တယ်ပါဗီဒီယိုရိုက်တယ် YouTube ကတရားပါလားပြီဒါထားလို့ထားပါတော့ဟဲ့ကောင်ထားပြီးတော့ဖွင့်ပါတော့ထား YouTube ကတရားပါထားဘယ်လာမပြီးမီးဖွင့်လာတော့ဒီကဟုတ်ဖွင့်ဒီနည်းဖွင့်ဒါကဟာတယ်ဒါကြဟိုတရားရွာပါအဲ့သက်ကိုဘာလို့ဝယ်လဲအောက်ဝယ်လည်းမသိဘူးကြည့်လိုက်အဲ့သက်ကိုဘာလို့ဝယ်လဲအောက်ဝယ်လဲကြည့်အောင်ရိုက်နေပြီအဲ့ဒီဗီဒီယိုဒီလည်းရိုက်ပါဒါတကယ် literal ပေါ့ဟုတ်ကပဲဒီကောင်ဘလို့ပြစ်တာဘလို့ကြားသွားလဲကြည့်ရပါကျတော့ဒီဘက်ရိုက်ကိုပါပါတော့ဘေဖုန်းဝင်နာဟဲ့သွားမှာထိုင်နာဒီဘက်လာရောဒီဘက်ရိုက်မှရပါအင်းအောင်ဒီဘက်လာအဲ့ဒါရောမရတာလေအဘီလီဘောကြီးလာပါလေသိလေကြောက်ကလေးတော့ဟုတ်တော့တက်ပွင့်လေးကပြောပွင့်ကြောက်ကလေးမဟုတ်ဘူးကြောက်ကလေးဘောတော့ဘာကြီးလဲအမ်ဘီဒီရောနဲ့မှာအဘီလီဘောကြီးလည်းကြောက်ပါကြည့်ဦးဒီသားနဲ့ဘောကြီးလေဒီသားနဲ့ဘောကြီးတွေရောဒီသားနဲ့ဆိုတော့အဲ့ဒါလေးပဲဒီသားနဲ့ဘောကြီးရောဘာကြီးလဲအကြီးပုတ်တွေရောဒီပါဖို့တွေပါဘာဖေဘလောက်ရှစ်လဲစက်ကောင်နဲ့ဖေးသေးပဲဆက်ရှင်းနေတာနိုင်ငံသားကြအောင်ရပါဒီလာလို့ချီတယ်အော်ပတ်စံရေးသူ့ပတ်စံရေးဟုတ်တယ်ပတ်စံရေးမနေ့ကတော့သွားတာလေသေးစီလေးပဲရောသေးကြည့်တာပေးပါဗောအမလေးသေးဖို့တာပေးရပါ1900တော့1900ဘယ်တော့1900အော်အဘဲဝယ်ရလိုက်ကားနေဘာကြီးနန်းသားတော့ရှိတယ်လေအပြောင်းပါလေတော့ကြောက်လို့မရဘူးတော့ကြည့်အထက်ပါကြီးလားကြည့်ဟောစာရေးတယ်စာရေးထားတယ်စာလေးထက်ပဲဟုတ်ကဲ့ကြပါအဲ့ဒါစာဆယ်တန်းဒီထက်မြင်ရဒီဝါရဘယ်ဟုတ်တယ်အဲ့တော့ကိုင်းနေဟောစာလေးပါရေးတာဖတ်တယ်ဖတ်လိုက်တာတားဖတ်လိုက်ဒီဝါရတော့ကန်ရတယ်ဒါရဲ့အစင်နဲ့ဒီရဲ့နေရမယ်ကြားလားကျိုးစားမယ်ဒီရဲ့ကောင်းနေဝါလက်ကိုကန်နေဝါရအောင်ကျိုးစားပါသား对的ဟုတ်တယ်မြေတော့လည်းရောက်စီပါဟုတ်တယ်ကဲကြောက်ပါလေဟုတ်လားဘယ်လောက်လဲကြည့်တယ်သေးရပါပါတယ်ဘယ်လိုသိလဲဘယ်လိုသိလဲဘယ်လိုသိလဲတော့